တက်တရလူချောင်းမဟုတ်ပဲလမ်းခွဲရတာဒါတွေကြောင့်ပါတချို့လမ်းခွဲမှုတွေကတက်တရလူချောင်းမဟုတ်ပဲဘာကြောင့်ဖြစ်ရလဲဆိုတာမင်းသိလားအချစ်ကြောင့်နဲ့တင်ရှေ့ဆက်ဖို့မလုံလောက်တော့တဲ့အခြေအနေတွေကိုမင်းကြုံမှုမှာပါမင်းကလေးတယောက်ကတခြားတယောက်ကိုတွဲချင်လို့မင်းကိုလက်လွတ်လိုက်တာမဟုတ်ပါဘူး။သူမတိတ်တဆိတ်ချင်းမိတ်ခံစားခဲ့ရတဲ့နာကျင်မှုတွေကအတိုင်းတာထက်ကျော်လွန်သွားလို့ပါ။မင်းဘက်ကဂယုမဆိုင်မှုတွေနဲ့အလေးမထားမှုတွေကသူမကိုပင်ပန်းနွမ်းနယ်စေခဲ့တာဖြစ်တယ်။မင်းနဲ့အတူရှိနေရင်တော့သူမဟာတယောက်တည်းဖြစ်နေတယ်လို့ခံစားချက်မျိုးကိုမလိုချင်တော့လို့ပါ။သူမရဲ့တန်ဖိုးကိုမသိတဲ့နေရာမှာဆက်ပြီးမနေချင်တော့တာကအထူးကအကြောင်းရင်းပဲ။စကားများရန်ဖြစ်ရတာတဲ့နှုတ်ဆက်ပြီးထွက်ခွာသွားရတာကပိုပြီးအေးချမ်းမယ်လို့သူမတွေးခဲ့တယ်။ချစ်လျက်နဲ့လမ်းခွဲရတာဟာသစ္စာဖောက်ခံရတာထက်ပိုပြီးရင်နာဖို့ကောင်းတယ်ဆိုတာမင်းနာလည်းသိနေ။သူမမှလည်းပျော်ရွှင်ခွင့်ရှိရဲဆိုတာကိုကိုပြန်သတိပေးပြီးဆုံးဖြတ်ချက်ချခဲ့တာပါ။မင်းကိုမုန်းလို့မဟုတ်ပဲမင်းနဲ့အတူရှိနေတဲ့သူမကိုသူမမချစ်နိုင်တော့လို့လမ်းခွဲခဲ့တာဖြစ်တယ်။ဒီထွက်ခွာခြင်းကမင်းအတွက်သင်ခန်းစာတစ်ခုဖြစ်တယ်လို့သူမအတွက်တော့လွတ်မြောက်ခြင်းပါပဲ။အချစ်တစ်ခုမှနားလည်မှုနဲ့တန်ဖိုးထားမှုမရှိတော့ရင်ဘယ်သူမှဆိုလက်လွတ်တတ်ကြပါတယ်။ပြောင်းလဲဖို့အချိန်ချင်းတောင်းဆိုခဲ့ပေမဲ့မင်းကလစ်လူရှုခဲ့တာတွေကသူမကိုအားပြတ်စေပါတယ်။အနာဂတ်ကိုအတူတူမမြင်နိုင်တော့တဲ့အခါသူမဟာလက်ရှိအချိန်ကိုစရေးပြီးထွက်သွားဖို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။မင်းဘက်ကအမားတွေကိုသိမြင်လာတဲ့အချိန်မှာသူမကမင်းအနားမှာရှိမနေတော့တာအဆန်းမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့သူမရဲ့တီးခံနိုင်စွမ်းတွေကနောက်ဆုံးမြင့်ကိုကြော်ဖြတ်သွားခဲ့လို့ပါပဲ။မိန်းကလေးတယောက်ရဲ့ထွက်ခွာခြင်းဟာတခါတလေမှာကိုပြန်ချစ်ဖို့ကြိုးစားတာလည်းဖြစ်တယ်။မင်းရဲ့ပတ်ဝန်းကျင်မှာအချစ်တဲ့အတ္တကိုရှေ့တန်းတင်ခဲ့လို့လက်လွတ်လိုက်ရတာမျိုးရှိဘူးလား။ရှင်ထဲမှာဘယ်လောက်ပဲချစ်နေပါစေဆက်တွဲနေရင်ပိုနာကျင်ရမယ့်အခြေအနေကိုသူမကြောက်ခဲ့တယ်။ဒါကြောင့်တတိယလူရှိလို့ထွက်သွားတာဆိုတဲ့အတွေးမျိုးနဲ့သူမကိုအပြစ်မတင်လိုက်ပါနဲ့တော့။တယောက်နဲ့တယောက်စကားပြောဖို့ထက်ငြိမ်သက်နေရတာကပိုပြီးနာကျင်ဖို့ကောင်းမှန်းမင်းသိမှာပါ။သူမဟာမင်းစီကနေအချစ်ထက်ပိုတဲ့လုံခြုံမှုနဲ့နားလည်ပေးမှုကိုမျှော်လင့်ခဲ့တာဖြစ်တယ်။မျောလင်းချက်တွေအချင်းချင်းပြတ်သုံးသွားတဲ့ကလက်လွတ်လိုက်ရတာကသူမအတွက်အကောင်းဆုံးနည်းလမ်းပဲဆုံးရှုံးသွားမှတန်ဖိုးထားတဲ့အချင်းကိုဖျောက်ပြီးရှိနေချိန်မှာအကောင်းဆုံးဂရုစိုက်တင်ပါတယ်လမ်းခွဲခြင်းရဲ့အကြောင်းရင်းတိုင်းမှာတက်တရလို့အမြဲတမ်းပါဝင်နေစရာမလိုပါဘူးမင်းရဲ့လက်ရှိဆက်ဆံရေးကိုရောသူမအတွက်စိတ်အေးချမ်းမှုပေးနိုင်အောင်တည်ဆောက်ထားရဲ့လားအချစ်ဆိုတာပိုင်ဆိုင်ရုံနဲ့မပြီးပဲအပြန်အလှန်ပံ့ပိုးပေးဖို့လိုအပ်တယ်ဆိုတာကိုမင်းသတိထားမိမှာပါမင်းကိုတကယ်ချစ်တဲ့မိန်းကလေးတယောက်ကိုမင်းဘလို့အမားမျိုးနဲ့လက်လွတ်ခဲ့ရဘူးလေဒီအကြောင်းအရာကမင်းရဲ့အတိတ်ကဖြစ်ပျက်တွေနဲ့တူနေရင်ကိုယ့်မှန်မှာရှိပေးခဲ့ပြီးတငယ်ချင်းတွေကို share ပေးလိုက်ပါYou're Amelia.